video ဆက်ချင်းမှာစော်ထဲလိုက်ကျွန်တော်တို့ပြောချင်တဲ့ဟာကိုပထမ9စက္ကန့်မှာအရေးကြီးဆုံးဗျအဲ့ဒါအရေးကြီးတဲ့ဟာကိုပြောရတယ်ဗျဗီဒီယိုဆက်ချင်းမှာလေဗီဒီယိုတစ်ခုစထွက်ပြီးဆိုတော့ကျွန်တော်ကဘတူဘာညာအဲ့ဒါတွေမိတ်ဆက်ဆရာမလို့ဘူးဗျတင်ဘတူလဲဆိုတာသူများစိတ်မဝင်စားဘူးသူများစိတ်ဝင်စားတာတင်ပါကိုပြောမှလဲအရေးကြီးတယ်ဗျဒီဗီဒီယိုကနေသူတို့ပါတွေရမှလဲဒါပဲစိတ်ဝင်စားတယ်ဗျတင်ဟာတင်ပါကြီးပဲဖြစ်နေပလိစေပွဲတယ်ဘလောက်ရစိတ်မဝင်စားဘူးတင်ဟာတင်ဘလောက်ပဲချမ်းသာသူများစိတ်မဝင်စားဘူးတင်ပါကိုပြောမှလဲတင်ပါတွေလုံးမှလဲတင်ဗီဒီယိုရဲ့ရွေချက်ကပါလဲဒါပဲဗျဒါပဲကြည့်ကြတယ်ဗျလူတွေကဗီဒီယိုဖန်တီးတဲ့ချိန်မှာတခြား focus ထားပါပြီးတော့တင်ပြောနေတဲ့ဟာဒီရင်ထဲကလာနေတာလားဒါမှမဟုတ်သူများပြောတဲ့အတိုင်းလိုက်တူပြီးပြောနေတာလားဆိုတာဟန်ဆောင်လို့မရဘူးဗျဟန်ဆောင်လို့မရဘူးဟန်ဆောင်တော့ခဏပေးရမယ်လူတွေကကြည်တက်လာပြီဗျကြည်တက်လာပြီတင်ဘယ်လိုမိုက်တွေတုံးနေတယ်လဲဟိုနောက်ခံ background စာအုပ်တွေအထူကြီးတင်ထားပြီးမှတိုက်ပုံအင်ဂျီနဲ့ကောင်းပေါင်းနဲ့ပြောမှသူများအထင်ကြီးမယ်မထင်နဲ့ဗျအခုကအဲ့လိုမျိုးခစ်မဟုတ်တော့ဘူးခစ်ပြောင်းသွားပြီအခုက authentic ခစ်ဗျတင်ဟာတင်စကားပီတာမပီတာအရေးမကြီးဘူးတင်ပါတွေပြောနေတာလဲတင်ပြောတာတကယ်ဟုတ်ရဲ့လားတကယ်ကျိုးရှိရဲ့လားလက်တွေ့ကြလို့လားဒါပဲဗျလူတွေအဲ့ဒါပဲကြည့်တော့တာအခု authentic ခစ်ရောက်နေပြီဗျအဲ့ဒါကြောင့်ဖြစ်ပေါ်ပြောင်းလဲလာလဲ trend အဲ့ဒါကိုကျွန်တော်တို့မိမိရလိုက်ဖို့လိုတယ်ဗျကျွန်တော်တို့ဟာအင်္ဂလိပ်စကားမတတ်လို့ငါ line ပေါ်တက်ဖြစ်ပါမလားငါပမာစကားမတတ်လို့မပီလို့ငါဘာဖြစ်လို့ငါအတက်ကြီးလို့ငါရုပ်ဆိုးလို့ငါအင်ချီဦးစားကောင်းလည်းမရှိဘူးငါတန့်ရှက်စရာကြီး no အခစ်တကုံလာပြီချစ်မဆွေအဲ့ဒါကြောင့်ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒီဗီဒီယိုကနေချစ်မဆွေဗီဒီယိုတစ်ခုဖန်တီးပါထိမိမိဖန်တီးပါဒီဗီဒီယိုမှာကိုပေးချင်တာလဲရင်ထဲစကားနဲ့ဖွင့်ချလိုက်ဗျာသူမြတ်အထင်ကြီးတာအထင်သေးတာမကြောက်နဲ့သူမြတ်အထင်ကြီးလို့လဲကိုယ့်ရဲ့ဘဝဒီထက်ပိုမမြင်ဘူးသူမြတ်အထင်သေးလို့လဲကိုယ့်ရဲ့ဘဝဒီထက်နှိမ့်ချမတော်ဘူးကိုကဒီတိုင်းဟာဒီတိုင်းပဲကျွန်တော်ကြိုက်တယ်လို့ပြောဒီချိန်ကျွန်တော်ဘယ်လိုပြောမလဲမခံစားဘူးဘာလို့လဲဆိုတာကျွန်တော်ဟာကျွန်တော်ပဲဒီထက်ကျွန်တော်လဲမပူဘူးဒီထက်လဲလျော့တော့မှာမဟုတ်ဘူးသူမြတ်ပစပ်ပြားမှာကျွန်တော်တို့အသက်မရှင်ကြနဲ့ဗျာဒါပဲအဲ့ဒါကြောင့်ပြီးတော့နောက်အရေးကြီးဆုံးတော့တစ်ခု all in one ဗီဒီယိုတစ်ခုဖန်တီးတယ်နော် Facebook မှာလည်းတင်ပြ YouTube မှာလည်းတင်ပြ TikTok မှာလည်းတင်ပြ Instagram မှာလည်းတင်ပြခုနောက်ဆုံးခေတ်စားနေတဲ့ Facebook မှာလည်းတင်ပြဗီဒီယိုတစ်ခုပဲလေတူပဲလေပင်ပန်းတာချင်းတူပဲကျွန်တော်တို့ create လုပ်ရတာချင်းတူပဲတစ်ခုပဲလုပ်ရတာအကောင်လုံးတင်ချပလိုက်သူများကြိုက်ချင်တဲ့နေရာကြိုက်လိုက်မယ်မကြိုက်လဲအရှုံးမရှိဘူးဗျအရှုံးမရှိဘူးကျွန်တော်ဆိုလိုတာတချို့ဗီဒီယိုတွေက TikTok မှာပေါက်တယ်ဗျ Facebook မှာမပေါက်ဘူးခမရခက်တယ်တချို့ YouTube မှာလူကြည့်များတယ်ဗျဒါ Facebook မှာကျတော့လူကြည့်မများဘူး TikTok မှာလူကြည့်မများဘူးအဲ့ဒါကြောင့်ပေဗီဒီယိုကပေ platform မှာပေါက်မယ်ဆိုတာကျွန်တော်တို့မသိဘူးအဲ့ဒါတော့တင်ဗျအဲ့ဒါကြောင့်ကျွန်တော်ခွန်အားပေးချင်ပါတယ်အခုသူများတွေပြောနေတဲ့ wait food ဘာဖြစ်တယ်ညာဖြစ်တယ်သူများစကားမှာနားယောင်မလားချစ်မဆွေကိုလက်တွေ့ကြလှုပ်ကြည့်ပြီးမှကိုဟာကိုအမအကောင်အဆိုးအကြောင်းကျိုးဆုံးဖြတ်မှာလားဆိုတာချစ်မဆွေရဲ့ရွေးချယ်မှုတာလည်းဖြစ်ပါတယ်ကျွန်တော်တိုက်ဟန်မင်းရွေးစေနော်အမေရိကရောက်ရှမ်းတယောက်ဖြစ်ပါတယ်ခင်ဗျအားလုံးအဆင်ပြေကြပါစေဗျာ online ကနေတော်လာတွေရကြပါစေဗျာအားလုံးချစ်ပါတယ်